လူတွေကိုအမြဲကူညီနေခြင်းကကောင်းတဲ့အဖြစ်မှုမဟုတ်ပါဘူးဒီပုံမြင်ဟာမညစ်တတ်တဲ့သူတွေအာနာတတ်သူတွေအတွက်သင်ခန်းစာတစ်ခုဖြစ်မယ်လို့မျှော်လင့်ပါတယ်လူတချို့ကထင်ကြတယ်အမြဲကူညီနေမယ်အမြဲ yes လို့ပဲပြောနေမယ်ဆိုရင်သူတို့တွေကကိုယ်တွေကိုချစ်လာမယ်အမြဲတမ်းကိုယ်တွေကိုတန်ဖိုးထားလာမယ်လို့ကျွန်တော်တို့ကထင်ကြတယ်ဒါပေမဲ့အမှန်တရားတစ်ခုရှိတယ်ကိုမလေးစားရင်တခြားသူတွေကလည်းလေးစားကြမှာမဟုတ်ပါဘူးပုံမြင်လေးတစ်ပုဒ်ပြောပြပါမယ်ရိုဝမ်ဆိုတဲ့မြင်လေးတစ်ကောင်ရှိတယ်သူကအားအကြီးဆုံးလည်းမဟုတ်ဘူးအမြန်ဆုံးလည်းမဟုတ်ဘူးဒါပေမဲ့အမြဲအယုံကြည်ရဆုံးအားကိုးရဆုံးကောင်းပါရိုဝမ်ကကုညီတတ်တော့သူတနေ့တော်တယ်တွားနေရင်ဘဲလေးတွေကလမ်းကြုံလိုက်ဖို့အကူအညီတောင်းတယ်စားစရာတင်ဖို့အကူအညီတောင်းတယ်သူကူညီခဲ့တယ်ရှင်းကလေးတွေလည်းတစ်တီတွေတဲဖို့အကူအညီတောင်းတယ်တစ်တီတွေတင်ပေးဖို့အကူအညီတောင်းတယ်သူတင်ပေးခဲ့တယ်မြေခွေးကလည်းလမ်းကြုံလိုက်ဖို့အကူအညီတောင်းတယ်သူခေါ်တင်ခဲ့တယ်ဒီလိုနဲ့နေ့တိုင်းအမြဲ yes လို့ပြောပြီးကူညီပေးခဲ့တယ်နောက်ပိုင်းကျတော့သူ့ကိုကျေးဇူးမတင်ကြတော့ဘူးပုံမှန်ခိုင်းရတယ်လို့ဖြစ်လာတယ်ခိုင်းစရာတယောက်လို့ဖြစ်လာတယ်ဒီလိုနဲ့ရိုဝမ်ကဝန်တွေပူပြီးတက်လာရတယ်တနေ့တော့လမ်းမှာမြင်းအိုကြီးတစ်ကောင်နဲ့တွေ့တယ်မြင်းအိုကြီးကမေးတယ်ရိုဝမ်မင်းဘာကြောင့်ကိုနဲ့မဆိုင်တဲ့ဝန်တွေအများကြီးတည်နေရတာလဲလို့မေးတယ်ရိုဝမ်ကမိတ်ဆွေတွေမှုလို့ကူညီရလို့ပြောတယ်နောက်တနေ့မြင်းကြီးနဲ့တွေ့တဲ့အခါကျတော့မြင်းကြီးကရိုဝမ်ပေါ်ကိုတစ်ချောင်းချင်းစီတင်တယ်တစ်ချောင်းချင်းဆိုတော့မလေးဘူးဒါပေမဲ့တစ်ချောင်းတွေတစ်ချောင်းမိချောင်းထဲလာတဲ့အခါတစ်ချောင်းတွေအရင်များလာတဲ့အခါအားလုံးပြိုကျသွားတယ်မြင်းကြီးကပြောတယ်မင်းကိုကတ်တက်ချက်မတတ်မှတ်ရင်တခြားလူတွေကမင်းကိုတတ်မှတ်ပေးသွားပါလိမ့်မယ်တနေ့ရိုဝမ်ကပထမဆုံးကြိမ် no လို့ပြောလာတယ်တချို့ကထွက်သွားကြတယ်တချို့ကလေးစားလာကြတယ်ရိုဝမ်နားလဲသွားတယ်တနာချင်းမဟုတ်ဘူးတန်ဖိုးကိုတိမှလူတွေကအလေးထားကြတာပုံမြင်လေးကတော့ဒါပါပဲတခါတရံကူညီပေးခြင်း yes လို့ပြောခြင်းဟာမကောင်းတာမဟုတ်ပါဘူးကိုမကာကွယ်နိုင်တာဖြစ်နိုင်ပါတယ်လေးစားမှုဆိုတာတခြားလူတွေမပေးခင်ကိုအရင်ပေးသင့်ပါတယ်ဒီပုံမြင်ကမိတ်ဆွေတို့ဘဝကိုအတွေးတစ်ခုပေးနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုဇက်လန်တော်လေးတွေကိုပုံမှန်ကြည့်ကြရင်တော့ကျွန်တော်ရဲ့ Wisdom Growth Channel လေးကို like and subscribe လေးနှိပ်ပြီး notification လေးနှိပ်ခဲ့ပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်